အစီချဖို့အတွက်ဆိုပြီးတော့ cardio exercise တွေကိုပြင်းပြင်းထန်ထန်လုပ်ရမယ်လို့တွေးနေတော့လားအဲ့တော့ cardio exercise တွေကိုပြင်းပြင်းထန်ထန်လုပ်ရင်အစီချတာကိုပို့ပြီးတော့အနောက်ရှက်ပေးနိုင်တယ်ဘာကြောင့်လဲဆိုတဲ့အကြောင်းရင်းကိုဒီနေ့ဒီဗီဒီယိုမှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်What's up bees ဘာမှ bees စာကြိုးတော့ပါတယ်ကျွန်တော်ကတော့ဘာမှ bees page ရဲ့ admin ဒေါက်တာရဲဖြစ်ပါတယ်အဲ့တော့ long time no see ပါအဲ့တော့ပထမဆုံး topic အနေနဲ့ကျွန်တော်ဒီအစီချဖို့အတွက် cardio exercise တွေကိုပြင်းပြင်းထန်ထန်လုပ်ဖို့လိုလားဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ပြောမှာဖြစ်တယ်လူအများစုက weight ကျတာနဲ့အစီကျတာကိုမကွဲဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့ weight ကျတိုင်းအစီကျသွားတယ်လို့ကျွန်တော်တို့မဆိုလိုနိုင်ဘူးပြောချင်တဲ့ဘက်က weight ကျတာရဲ့10ပေါင်ဆိုရင်ကျွန်တော်10ပေါင်လုံးအစီကျသွားတာမဟုတ်ဘူးအဲ့တော့တစ်ခါတလေမှာwater weight ရေ weight တွေကြမယ် muscle weight ကြောသားပမာဏဆုံးရှုံးတာတွေဖြစ်နိုင်တယ်အစီပါကြတာဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့လိုချင်တာက weight ကြတဲ့ဒဲမှာအစီအဓိကကျသွားတာလိုချင်တာဖြစ်တဲ့အတွက်ကြောင့်နေ့ဒီဗီဒီယိုကအစီကျဖို့အတွက် cardio ဘယ်လိုလုပ်မလဲဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်အဓိကပြောပြမှာဖြစ်ပါတယ်။သင်ကအစီကျခြင်းနဲ့ weight ကျခြင်းနဲ့ဆိုရင်မဖြစ်မနေလုပ်ရမယ့်ပထမဆုံးအရေးကြီးတဲ့အချက်ဒီ diet ပါအဲ့တော့ diet ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့က calorie deficit calorie short စားတာကိုမဖြစ်မနေပထမဆုံး step အနေနဲ့ကျွန်တော်တို့လုပ်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ resistance training အလေးတွေနဲ့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပါတယ်အလေးတွေလေ့ကျင့်ခန်းလုပ်ဖို့လိုလားလို့ဆိုရင် yes ဘာလို့လဲဆိုတော့အလေးတွေနဲ့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာကြွက်သားပမာဏဆုံးရှုံးမှုကို short ချပေးနိုင်တယ်ဒါမှမဟုတ်ဘူးဆိုရင်ကြွက်သားပမာဏကြွက်သားပိုကြီးလာအောင်လုပ်ပေးနိုင်တယ်ဘာအကျိုးကျေးဇူးရှိလဲဆိုတော့ long term weight loss long term fat loss ရေရှည်မှာကျွန်တော်တို့ဝိတ်ကိုပိုထိန်းနိုင်မယ်ရေရှည်မှာအစီကျတာကိုပိုထိန်းနိုင်မယ်ဝငနေကြီးအစီပြန်တက်တာဝလာတာမျိုးပြဿနာကိုမကြုံကျင်ဘူးဆိုရင်ကျွန်တော်တို့ကြွက်သားတိဆောက်ဖို့လိုပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပြောမယ့်အကြောင်းရင်းကခန္ဓာကိုယ်မှာအစီဘယ်လိုလောင်ကျွမ်းနေလဲအဲ့တော့အစီလောင်ကျွမ်းတဲ့ဖြစ်စဉ်ကကျွန်တော်ခန္ဓာကိုယ်မှာနှစ်ဆင့်ဖြစ်တယ်ပထမတစ်ခုကအစီကိုအစီ cell တွေကနေမှတစ်ဆင့်နေရာရွှေ့ရ mobilization နောက်တစ်ခုကကြတော့ oxidation ဒီအစီတွေကိုကျွန်တော်တို့လောင်ကျွမ်းမဲ့နေရာမှာတကယ်လောင်ကျွမ်းလိုက်တဲ့ဟာအဲ့တော့နှစ်ဆင့်ဖြစ်တယ်အဲ့တော့ပထမဆုံးကျွန်တော်အစီ cell တွေကြောင်းအရင်ပြောမယ်ခန္ဓာကိုယ်မှာအစီတွေကိုအစီ cell တွေထဲမှာတိန်းတာတယ်အစီ cell တွေရဲ့မျက်နှာပြင်မှာ alpha နဲ့ beta လို့ဆိုခေါ်တဲ့ receptor ရှိတယ်အဲ့တော့ receptor ဆိုတာဘာလဲဆိုတော့ကျွန်တော်အရင်ကပြောခဲ့သလိုပဲသောကလောက်နှစ်ခုပါတယ်အဲ့တော့ alpha အမျိုးအစားသောကလောက်ပိုများနေရင် step bone လို့ခေါ်တဲ့ခေါင်းမှာတဲ့အစီချခတ်တဲ့အစီဖြစ်မယ် beta အမျိုးအစားတော့ကလောက်ပုံများနေရဆိုရင်ချလွယ်တဲ့အစီဖြစ်သွားမယ်အဲ့တော့ကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာခန္ဓာကိုယ်မှာ catecholamine ဆိုတဲ့ဟော်မုန်းထွက်တယ်အဲ့ဟော်မုန်းကဘာလုပ်လဲဆိုရင်ခုနကအစီဆဲတွေရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့တော့ကလောက်ကိုသွားပေါင်းပြီးတော့သွားကက်လိုက်ပြီးတော့ဖွင့်ဖို့ကြိုးစားတယ်အဲ့ချိန်မှာဘီတာများတဲ့ကောင်ဆိုရင်လွယ်ကူဖွင့်ပေးလိုက်မယ် alpha တော့တင်းခံတာတယ်ဖွင့်ပေးသေးဘူးအဲ့တော့ကျွန်တော်ဘီတာများတဲ့ကောင်တွေဒီအရင်ဆုံးဖွင့်ပေးလိုက်တယ်အစီကိုအပြင်ကိုတည်သွားဖို့ဆိုရင်အပြင်ကိုတည်သွားလို့ရတဲ့ပုံစံကိုအရင်ပြောင်းရတယ်အဲ့ဒါကိုကျွန်တော်တို့က lipolysis လုပ်တယ်လို့ခေါ်တယ်အဲ့တော့ lipolysis လုပ်တဲ့အခါမှာကျွန်တော်သုံးတဲ့ enzyme ရှိတယ်အဲ့ enzyme နာမည်က hormone sensitive lipase HSL လို့ခေါ်တယ်အစီကိုဖြိုခွဲတဲ့ enzyme လေးပေါ့နော်အဲ့တော့အဲ့ enzyme ကိုကျွန်တော်တို့ကနည်းနည်းလေးနာမည်မမှတ်မိရင်တော့သူ့ရဲ့အကြောင်းလေးကိုသိဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီအစီကိုပို့ဆောင်နိုင်တဲ့ပုံစံပြောင်းတဲ့ဒီဖြိုခွဲတဲ့ဖြစ်စဉ်မှာသုံးတဲ့ enzyme ကိုဘယ်အရာတွေကလာတားနိုင်တယ်ဆိုရင်ကျွန်တော်တို့နှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုက insulin ကလာတားနိုင်တယ်နောက်တစ်ခုက lactate ဆိုတဲ့ဟာလာတားနိုင်တယ်အဲ့တော့ insulin ကြောင့်ကျွန်တော်ပြောရတဲ့အကြောင်းရင်းကအကေကျွန်တော်တို့ကသမင်းတို့ carbohydrate အချိုတစ်ခုခုကိုကျွန်တော်ကစားပြီးမှ cardio လုပ်တယ်ဆိုရင်ခန္ဓာကိုယ်ကဒီ energy တွေ source ကိုလောင်စာအနေနဲ့အရင်သုံးပြီးမှကုန်သွားတော့မှကျွန်တော်တို့ကအစီကိုသုံးမှာဘာလို့လဲဆိုတော့ carbohydrate စားလိုက်ရင် insulin တက်လာတယ် insulin တက်လာရင်ကျွန်တော်တို့အစီကိုဖြိုခွဲတဲ့ဖြစ်စဉ်အစီကို mobilize လုပ်တဲ့ဖြစ်စဉ်ကိုတွားပြီးတားလိုက်တယ်လက်တိတ်ဆိုတဲ့အရာကိုတော့ကျွန်တော်နောက်ပိုင်းဒီမှာdetail ပြောပြမယ်ပေါ့နော်အစီကိုရွှေ့လိုက်ပြီရွှေ့တဲ့အခါမှာကျွန်တော်က free fatty acid ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ရွှေ့တယ်အဲ free fatty acid ဒီကျွန်တော်တို့လောင်ကျွမ်းမဲ့နေရာဘယ် cell လဲဆိုရင် muscle cell တွေကိုကျွန်တော်အရင်ရွှေ့လိုက်တယ်အဲ muscle cell တွေမှာကျွန်တော်တို့ဘယ်အပိုင်းမှာတော့လုပ်တယ်လဲဆိုရင် mitochondria လို့ဆိုတဲ့ကျွန်တော်တို့အပိုင်းလေးမှာလုပ်တယ်အဲ့တော့ mitochondria ဆိုတာဘာနဲ့ကျွန်တော်ခက်ဆင်ကျွန်တော်နားလည်ရမယ်ဆိုရင်မီးပုံနဲ့တူတယ်အဲ့တော့မီးပုံတွေကိုလုပ်မယ်အဲ့တော့မီးပုံတွေကိုလုပ်ဖို့ဆိုရင်ကျွန်တော်တို့ကမီးပုံထဲမှာကျွန်တော်လောင်ကျွမ်းမှုဆိုရင်မီးမရှိပဲမရအောင်အဲ့တော့မီးရပါလဲဆိုတော့ oxygen အဲ့တော့ပြောချင်တဲ့ဘက်ကအစီယို energy အနေနဲ့သုံးနိုင်ဖို့လောင်ကျွမ်းဖို့ဒီ oxygen ရှိဖို့လိုတယ်အဲ့တော့သူရဲ့ energy system ဒီ aerobic energy system oxygen ရှိမှ level နိုင်တဲ့ energy system ဖြစ်တယ်အဲ့ဒါအရေးကြီးတယ်အစီလောင်ကျွမ်းအားကိုကျွန်တော်မြင့်ကျင်နေဆိုရင်ဒီမီးဖို့
size ကိုပိုကြီးအောင်လုပ်မယ်မီးကိုပမာဏကိုပိုများလာအောင်လုပ်မယ်အဲ့ဒါဘာလဲဆိုတော့ muscle ပမာဏ muscle mass ပိုကြီးလာအောင်လုပ်တာဒီအစီလောင်ကျွမ်းမှုကိုပို့ပြီးတော့အထောက်အကူဖြစ်စေနိုင်တယ်နေ့ချက်ကတော့ heart rate zone အဲ့တော့ cardio ဆိုတဲ့လေ့ကျင့်ခန်းကိုလုပ်တဲ့အခါမှာကျွန်တော်တို့ကသူ့ကို zone 5ခုကျွန်တော်တို့ခွဲလို့ရတယ် zone 5ခုကျွန်တော်ဘာပေါ်မူတည်ပြီးခွဲလဲဆိုရင်ကျွန်တော်တို့နားလည်အောင်ပြောရရင်နှလုံးခုန်နှုန်းအမြင့်ဆုံးရဲ့ဘယ်လောက် percentage မှာကျွန်တော်တို့လေ့ကျင့်နေရလဲပေါ်မူတည်ပြီးတော့ cardio exercise ကိုကျွန်တော်တို့5မျိုးခွဲနိုင်တယ်ပေါ့နော်အဲ့တော့ဒီ heart rate zone ကိုသိဖို့ဆိုရင်ကျွန်တော်အရင်ဆုံးလူတစ်ယောက်ရဲ့အမြင့်ဆုံးနှလုံးခုန်နှုန်း maximum heart rate ကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့ maximum heart rate ကိုဘယ်လိုတွက်မလဲဆိုတာကိုကျွန်တော် formula နှစ်ခုရေးပေးထားမယ်ကျွန်တော်တို့maximum heart rate လို့ခေါ်တဲ့အမြင့်ဆုံးနှလုံးခုန်နှုန်းကိုသိပြီဆိုရင်ကျွန်တော်တို့နှလုံးခုန်နှုန်းပေါ်မူတည်ပြီးတော့ zone 5ခုခွဲတယ်ပထမ zone 1ကတော့ကျွန်တော်တို့အမြင့်ဆုံးနှလုံးခုန်နှုန်းရဲ့90ကနေ60ရာခိုင်နှုန်းလောက်မှာကျွန်တော်တို့လုပ်တယ်အဲ့တော့ပြင်းအားဒီ90ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းလောက်ရှိမယ်အဲ့မှာဆိုကျွန်တော်တို့ကဒီလေ့ကျင့်ခန်းကိုလုပ်နိုင်ဖို့အတွက်အဓိကလောင်စာအနေနဲ့ကျွန်တော်တို့ကအစီကို 90% လောက်ကိုကျွန်တော်တို့သုံးတယ်ပြည့်စုံထူးကကျတော့ကျွန်တော်တို့60 to 70% ပြင်းအားရှိတယ်โอเคအဲ့မှာဆိုကျွန်တော်တို့က90ကနေပြီးတော့အမြင့်ဆုံး 85% 85ရာခိုင်နှုန်းလောက်ထိကိုကျွန်တော်တို့အစီကို energy အနေနဲ့ကျွန်တော်တို့သုံးနိုင်တယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့ပေးဆက်ပေါ်မှာ incline နည်းနည်းလေးထောင်ပြီးတော့ speed 5 လောက်နဲ့ကျွန်တော်တို့လမ်းလျှောက်တဲ့ဟာမျိုးပေါ့နော် zone 3ဒီကျွန်တော်တို့ပြင်းအားအနေနဲ့70 to 80% တော့ maximum heart rate နှလုံးခုန်နှုန်းရဲ့အမြင့်ဆုံးရဲ့90ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်မှာကျွန်တော်တို့ဆော့တယ်လေ့ကျင့်ခန်းအမျိုးအစားဖြစ်တယ်အဲ့မှာဆိုကျွန်တော်တို့က mix ဖြစ်သွားပြီအစီကို90ရာခိုင်နှုန်းကျွန်တော်တို့ glucose ကို90ရာခိုင်နှုန်းလောက်ကျွန်တော်တို့သုံးတဲ့ဟာဖြစ်သွားပြီအဲ့တော့ zone 4ကတော့ကျွန်တော်တို့ပြင်းအားအနေနဲ့ဆိုရင်80 to 90% လောက်ပြင်းအားရှိတယ် exercise မျိုးတွေဖြစ်လာမယ်အဲ့မှာဆိုရင်ကျွန်တော်တို့ကအစီကို10% လောက်ပဲသုံးတော့မယ်အဓိကကျွန်တော်တို့90% လောက်ကိုကျွန်တော်တို့ glucose ဒီ carbohydrate ကိုကျွန်တော်တို့အဓိကယူသုံးတာတွေဖြစ်လာပြီအဲ့တော့အဲ့ဒါဘယ်လိုနဲ့တင်လဲဆိုကျွန်တော်တို့ high intensity training HIIT training မျိုးတွေဘောလုံးကန်တာမျိုးတွေ body combat ကစားတာမျိုးတွေအဲ့လိုမျိုး zone 5ဆိုဒီကျွန်တော်တို့ maximum ပြင်းအားအနေနဲ့အမြင့်ဆုံး 100% လောက်ကိုကျွန်တော်တို့လုပ်တဲ့လေ့ကျင့်ခန်းတွေဖြစ်လာပြီအဲ့မှာဆိုရင်ကျွန်တော် energy ကိုလုံးဝကျွန်တော်တို့ကအစီကိုကျွန်တော်တို့မစင်းစားတော့ဘူးကျွန်တော်တို့ glucose ကိုပဲကျွန်တော်အဓိကဖြိုခွဲပြီးတော့သုံးတယ်ဖြစ်စဉ်ကိုကျွန်တော်တို့သွားတော့တာပေါ့နော်အဲ့တော့ zone 5ဒီအကြိုင်းမလုပ်နိုင်ဘူးကျွန်တော်တို့ဥပမာဆိုရင်ကျွန်တော်တို့မီတာ100ကိုအားကုန်ကျွန်တော်ပြေးတဲ့ဟာမျိုးတို့ကျွန်တော်တို့2မိနစ်3မိနစ်အများဆုံးပြေးနိုင်တဲ့လုံနိုင်တဲ့အရာမျိုးလောက်ကိုပဲကျွန်တော်တို့စဉ်းစားရတာပေါ့နော် heart rate zone တွေအကြောင်းပြောပြီးသွားရင်ကျွန်တော်တို့ဒီ cardio လုပ်တဲ့ခါမှာအဓိကသုံးတဲ့ zone လေးကိုကျွန်တော် focus ထားပြီးပြောပေးမယ်ပေါ့နော်အဲ့တော့ပထမဆုံး zone ကတော့ zone 2အဲ့ zone ဒီကျွန်တော်ခန္ဓာကိုယ်ကလေ့ကျင့်ခန်းလုပ်ရင်းနဲ့အစီကိုအဓိကလောင်စာအနေနဲ့လောင်ကျွမ်းလို့ရတယ် training zone ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဟာကိုနည်းနည်းလေးနားလည်အောင်ကျွန်တော်ပြောရရင်အဲ့တော့ zone 2 training ဒီ aerobic training ဖြစ်တယ်အောက်ဆီဂျင်ရှိတယ်လုံလုံလောက်လောက်ရတဲ့ training ဖြစ်တယ်အဲ့တော့ဘာအားသာလဲဆိုတော့အောက်ဆီဂျင်လုံလောက်ရတဲ့အတွက်ကြောင့်အစီကိုလောင်ကျွမ်းဖို့အတွက်မီးလုံလုံလောက်လောက်ရှိတယ်အဲ့တော့ဒီဇုံမှာအစီကို70 to 85% လောက်ကိုကျွန်တော်သုံးနိုင်တယ်လို့ပြောခဲ့တယ်အဲ့တော့အစီကိုကောင်းကောင်းမွန်မွန်လောင်ကျွမ်းလို့ရတယ်အစီချဖို့အတွက်ဆိုရင်ဒီဇုံဒီအကောင်းဆုံးဖြစ်တယ်အဲ့တော့ဒီဇုံမှာကျွန်တော်တို့လေ့ကျင့်တာကြာလာတဲ့ခါမှာဘာအကျိုးကျေးဇူးရနိုင်လဲဆိုတော့အစီကိုလောင်ကျွမ်းမဲ့မီးဖို့ဖြစ်တဲ့ mitochondria ဆိုတဲ့ပမာဏပိုများလာမယ်ပိုကြီးလာမယ်အဲ့တော့ဒေယုပမာဏပိုများလာမယ်ဒေယုပမာဏပိုကြီးလာတယ်ဆိုရင်အစီလောင်ကျွမ်းနှုန်းကပိုပြီးတော့မြင့်လာလိမ့်မယ်နောက်တစ်ခုကပါလဲဆိုရင် zone 2 training ကိုပုံမှန်လုပ်ခြင်းအပြင်ကျွန်တော်တို့တွေဒီ insulin sensitivity ကိုပိုကောင်းစေတယ်အဲ့တော့ insulin က sensitivity ပိုမြင့်လာလေအစီစုတဲ့ပြဿနာကိုပိုပြီးတော့နည်းသွားလေဖြစ်တယ်ပေါ့နော် zone 2ဒီကျွန်တော်တို့ zone 4လိုမျိုး high intensity ပြင်းအားမြင့် cardio နဲ့မတူရတဲ့အချက်က zone 2ဒီခန္ဓာကိုယ်မှာအောင်ကျော်စနစ်ကိုအရန်ပင်ပန်းသွားစေတာတွေခန္ဓာကိုယ် system ကြီးကိုပင်ပန်းသွားပြီးတော့stress hormone ခေါ်တဲ့ cortisol hormone တက်တဲ့ပြဿနာမျိုးမရှိတဲ့အပြင်ကို zone 2ဒီကျွန်တော်တို့ cortisol level ဒီ stress hormone level ကိုကျဖို့အတွက်ပါအထောက်အကူပြုတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာcortisol တက်ပြီးတော့ကြုံရမယ့်ပြဿနာတွေကိုသိပြီးတော့မကြုံရနိုင်ဘူးဒါအပြင် zone 2မှာ train တဲ့အခါမှာစံချီမြင်သွေးကြောလို့ခေါ်တဲ့ကျွန်တော် capillary လို့ခေါ်တဲ့သွေးကြောတိလေးတွေကပမာဏတိတ်သီးစာပိုများလာတယ်ပေါ့နော်အဲ့တော့တိတ်သီးစာပိုများလာတဲ့အခါမှာကျွန်တော်တို့ဒီ muscle တွေ fiber တွေကိုအောက်ဆီဂျင်လုံလောက်ပို့နိုင်တယ်ပြီးတော့ခုနမျိုးလက်တိတ်လိုမျိုးအလွယ်ပြောရရင် waste ပေါ့နော်အညစ်အကြေးတွေကိုလည်းကျွန်တော်တို့ပို့ပြီးတော့ဖယ်ရှားပြနိုင်တယ်အဲ့တော့ပြောခဲ့တဲ့အတိုင်းပဲလက်တိတ်ဆိုတဲ့အရာကအစီဖြိုခွဲတဲ့ lipolysis ဆိုတဲ့ဖြစ်စဉ်ကိုအနောက်ရှက်ပေးနေတဲ့အတွက်ကြောင့် zone 2ကိုလုပ်ခြင်းအပြင်ဒီပြဿနာကိုပါကျွန်တော်ရှင်းလင်းဖို့အထောက်အကူပြုတယ်ပေါ့နော်အဲ့တော့ zone 2ဒီ muscle fiber အနေနဲ့ဆိုကျွန်တော်တို့ type 1 fiber မှာအလုပ်လုပ်နေတဲ့အရာဖြစ်တယ်အဲ့တော့အစီကျခြင်းနဲ့ဆိုရင် zone 2 training ကိုကျွန်တော်တို့တစ်ပတ်မှာအနည်းဆုံးကျွန်တော်တို့2နာရီခွဲမိနစ်150လောက်တော့
ထည့်ပြီးတော့လုပ်ပေးတင်တယ်ဖြစ်နိုင်ရင်ကျွန်တော်တစ်ချိန်ကို45မိနစ်ကနေပြီးတော့တနာရီခွဲလောက်ထိလုပ်ပေးလို့ရတယ်နောက်ထပ် zone တစ်ခုကတော့ကျွန်တော်တို့ zone 4လို့ခေါ်တယ် high intensity cardio ဖြစ်တယ်ပေါ့နော်အဲ့တော့ zone 4 high intensity cardio ကို weight ချမဲ့သူသူသဖြင့်အစီချမယ်ဆိုပြီးတော့လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေတော်တော်များကလုပ်လို့ရှိရပေါ့နော်သူတို့ရဲ့ user ချက်ကဘာလဲဆိုတော့ cardio ကိုပြင်းထန်လှုပ်လိုက်ရင်ငါအစီပိုကျသွားမယ်လို့တွေးတယ်တွေးရှိရပေါ့နော်ဘာလို့လဲဆိုတော့တင်တန်းတွေကလည်းကျင်ရတယ်ဗျာတနာရီကိုဘယ်လောက်ကယ်လိုရီလောင်ကျွမ်းနိုင်တယ် low intensity cardio ထက်ကယ်လိုလောင်ကျွမ်းမှုမြင့်နေဆိုပြီးကြော်ညာကြတယ်ဒါပေမဲ့ဒီကပြဿနာကကယ်လိုရီလောင်ကျွမ်းတိုင်းအစီကြတာမဟုတ်ဘူးကိုယူသုံးလိုက်တဲ့လောင်ကျွမ်းလိုက်တဲ့ကယ်လိုရီပမာဏရဲ့ percentage အများစုကိုအစီကနေယူပြီးသုံးနေရဆိုမှအစီကြတာဖြစ်တယ်အဲ့တော့ weight ကြတိုင်းအစီမကြဘူး intensity cardio ပြင်းအားများတိုင်းအစီကြတာမဟုတ်ဘူးကျွန်တော်တို့ zone 4 high intensity cardio လုပ်တဲ့အခါမှာအောက်ဆီဂျင်လုံလောက်မရနိုင်တော့တဲ့ training ပုံစံဖြစ်တယ်အောက်ဆီဂျင်လုံလောက်လည်းမရဘူး training ပြင်းအားလည်းများတဲ့အတွက်ကြောင့်သူဒီ glucose ဆိုခေါ်တဲ့ဒီလောင်စာအမျိုးအစားကိုကျွန်တော်တို့အဓိကယူသုံးပြီးတော့ energy မြန်ရဖို့လုပ်ရတယ်ဒီ energy မြန်ရရင်ဘာပြဿနာကျွန်တော်တို့ကြုံရလဲဆိုတော့ခန္ဓာကိုယ်မှာလက်တိတ်လို့ခေါ်တဲ့ပစ္စည်းထွက်လာတယ်အဲ့တော့လက်တိတ်ထွက်လာမယ်ခုနပြော hydrogen ion တွေထွက်လာတယ်အဲ့တော့လက်တိတ်ကဘာပြီးတော့နောက်ဆက်ဖြစ်နိုင်လဲဆိုတော့အဆီယိုလောင်စာအနေနဲ့သွားသုံးတဲ့ပြဿနာကိုလည်းတားနိုင်တယ်လို့ဒီ hydrogen ion တွေပါထွက်လာတဲ့အခါမှာခန္ဓာကိုယ်ကလေးလံပြီးတော့ဒီပင်ပန်းသွားတဲ့ပြိုင်းသွားတဲ့ခံစားချက်မျိုးတွေရတယ်အစီချတာနဲ့ပတ်သက်ပြီးကျွန်တော်ဘာပြဿနာကြုံရနိုင်လဲဆိုတော့ CNS fatigue CNS ဆိုတာကျွန်တော်အောင်ကြောစနစ်ကြီးကလည်းအရင်ပြိုင်းသွားတယ်အောင်ကြောစနစ်ကပြိုင်းသွားရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်အလေးမတဲ့လေ့ကျင့်ခန်းတွေဘာတွေလုပ်တဲ့အခါမှာဆိုရင်လေကိုထင်တော့မလုပ်နိုင်တော့ဘူးထိရောက်တဲ့လုံဆောင်မှုတွေလည်းမရတော့ဘူးဒီအောင်ကြောစနစ်ပင်ပန်းသွားတဲ့အရာကို recovery ရဖို့အတွက်က48နိုင်ရနေ82နိုင်2ရက်ကနေ3ရက်လောက်ထိအချိန်ယူရတဲ့ပြဿနာရှိတယ်။ Zone 2နဲ့မတူတဲ့အချက်က Zone 4 high intensity cardio တွေဒီခန္ဓာကိုယ်မှာ cortisol level ကိုတက်တယ်။အဲ့တော့ cortisol level တက်ရင်ဘာဖြစ်လဲ။အဲ့တော့ cortisol level တက်ရင်ခန္ဓာကိုယ်က catabolic လို့ခေါ်တဲ့တိဆောက်တာနဲ့ဖြိုခွဲတဲ့ဖြစ်စဉ်ကိုပို့ရောက်တယ်။ဖြိုခွဲရင်ဘာဖြစ်မလဲ။ကျွန်တော်ကြွက်သားဆုံးရှုံးတဲ့ပြဿနာတွေပို့ကြုံမယ်။ကြွက်သားဆုံးရှုံးတာများရင်ဘာဖြစ်မလဲ။ကျွန်တော်တို့ဇီဝဖြစ်စဉ်တွေကျသွားမယ်။အစီချတဲ့ဝိတ်ချဖို့ဖြစ်စဉ်ကိုလည်းအနှောက်အယှက်ဖြစ်နိုင်တယ်။ပြဿနာတစ်ခုက AMPK ဆိုတဲ့ဒီပစ္စည်းလေးတစ်ခုကိုများစေတယ်ပေါ့နော်အဲ့လိုပဲအလွယ်မှတ်လိုက်တော့ AMPK များရင်ဘာဖြစ်လဲဆိုတော့ AMPK ဒီကြွက်သားတိဆောက်မဲ့လမ်းကြောင်းကိုသွားပြီးတော့သွားတားတယ်အနောက်ရှက်ပေးတယ်အဲ့ကြရင်ကျွန်တော်တချို့ကလာထောက်လိုက်မယ်ပေါ့နော်မင်း low intensity လုပ်ရင်ရော AMPK မတက်နိုင်ဘူးလားတက်နိုင်တယ်ဒါပေမဲ့ low intensity zone 2မှာ train တဲ့အခါမှာ AMPK ကဘုံကနေမတက်ဘူးတက်ခဲ့ရင်တော့ကျွန်တော်တို့ချက်ချင်းပြန်ကျနိုင်တယ်ဒါပေမဲ့ zone 4 high intensity လုပ်တဲ့အခါမှာ AMPK ကဘုံကနေစောင့်တက်တယ်ဒါအပြင်ကိုကျွန်တော်တို့3-4နာရီကြာမှာပုံမှန်ပမာဏမူလပမာဏကိုပြန်ရောက်တဲ့တော့ညာလေးဒီတက်ခဲ့တဲ့ AMP က signal အချက်လက်လှမ်းပို့နေတာက9:20နီးပါးကြာတယ်အဲ့တော့ကြွက်သားတိဆောက်မှုကိုအနောက်ရှက်ပေးတာသွားတာကတရက်နီးပါးဖြစ်သွားတယ်ဗောနော်အဲ့ဒါကြောင့်မလို့ရေရှည်မှာဆိုရင်ကြွက်သားဆုံးရှုံးတဲ့ပြဿနာကိုကျွန်တော်တို့ကြုံရနိုင်တယ်ဗောနော်နောက်ထပ် zone တစ်ခုကတော့ကျွန်တော်တို့ zone 1ဆိုတဲ့အပိုင်းကိုကျွန်တော်ကတော့လေ့ကျင့်ခန်းလုပ်တယ်လို့ကျွန်တော်မစင်စားပဲနဲ့နေ့တူကလှုပ်ရှားမှုတွေဈေးသွားတဲ့ခါမှာလမ်းလျှောက်ပြီးသွားတာကျွန်တော်တို့လမ်းလျှောက်ရင်10မိနစ်လောက်တဲ့ခရီးကိုဆိုင်ကယ်တွေကားနေသွားတဲ့နေရာအစားကျွန်တော်လမ်းလျှောက်လိုက်တာအဲ့လိုမျိုးပေါ့နော်နေ့တူကလှုပ်ရှားမှုတွေကိုကျွန်တော်တို့ zone 1လို့သတ်မှတ်မယ်အဲ့တော့ zone 1နေ့စဉ်လှုပ်ရှားမှုပိုများအောင်လုပ်ခြင်းအပြင် NED လို့ခေါ်တဲ့ကီလိုလောင်ကျွမ်းပမာဏပိုများလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဝိတ်ချာစီချတော့ပို့ပြီးတော့အထောက်အကူပြုနိုင်တယ်အဲ့ဒါတော့ကျွန်တော်လေ့ကျင့်ခန်းအနေနဲ့မဟုတ်ဘဲနဲ့နေ့စဉ်လှုပ်ရှားမှုများတာဘက်ကိုပို့ပြီးတော့ focus လုပ်တင်တယ်ပေါ့နော်အဲ့တော့ညီကုန်းချုပ်နောက်ဆုံးအချက်အနေနဲ့အစီတိတတာကြဖို့ cardio ဘယ်လိုလုပ်ကြမလဲဆိုရင်ကျွန်တော်တို့ low intensity cardio zone 2မှာလုပ်တဲ့ cardio မျိုးစားtreadmill ကို incline ထောင်ထားပြီးတော့ speed 5 လောက်နဲ့ကျွန်တော်တို့45မိနစ်ကနေတနာရီခွဲလောက်ထိရှောက်ပေးတာမျိုးလုပ်ကြမယ်အဲ့ဒါကိုတစ်ပတ်ကို3ချိန်4ချိန်လောက်လုပ်ပေးရမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အစီကိုလောင်ကျွမ်းဖို့ဝိတ်ကြရတဲ့မှာအစီအကိုင်နှုန်းများဖို့ကိုများစွာအထောက်အကူပြုတယ်အကယ်၍ဒါကြီးကဟာလေပြင်းဖို့ရန်ကောင်းတဲ့အတွက်ကြောင့်ကိုက high intensity cardio လုပ်ချင်တပတ်ဆိုရင်တစ်ပတ်ကိုတစ်ခါလောက်တော့လုပ်လို့ရတယ်တစ်ခါလက်ပို့ပြီးလုပ်မယ်ဆိုရင်သူ့ရဲ့recovery ရဖို့အတွက်အချိန်ယူရတဲ့အတွက်ကြောင့်ကျွန်တော်တို့အစီချဖို့အတွက်ကိုအနောက်ရှက်ဖြစ်တဲ့ကြောသားဆုံးရှုံးမှုဖြစ်နေတဲ့အကြောင်းကျွန်တော်တို့သတိထားဖို့လိုတယ်ပေါ့နော်ဒါဟုမှအစီချတော့ပို့ပြီးမြန်ခြင်းနဲ့ဆိုရင်ဘလို့ hacking လုပ်လို့ရမလဲဆိုရင်ကျွန်တော်ကိုယ်တိုင်သုံးတဲ့နည်းစနစ်ကတော့ fasted cardio မနက်စာမစားရင်ကြိုက်လို့တာအဲ့တော့ချို့ကပြောလိမ့်မယ် fasted cardio တွေက research အရထောက်ကူမဖြစ်ဘူးပါညာ yes ဒါပေမဲ့ကျွန်တော်တို့အသုံးတက်ရင်ကျွန်တော်လက်တွေ့မှာလည်းကျွန်တော်ကိုယ်တိုင်သုံးထားတယ်ကျွန်တော် client တွေလည်းလုပ်ခိုင်းထားတဲ့ပုံစံလေးရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့မနက်စာ
မစားခင်မှာကာဒီယိုလုပ်ခြင်းအပြင်ကျွန်တော်တို့ science ရစဉ်းစားမယ်ဆိုရင်ဘာအားအသချက်ရှိမလဲဆိုရင်အစားမစားသေးတဲ့ကြောင့် insulin level ကျနေတယ် insulin level ကျနေတယ်ဆိုရင်အစီဖြိုခွဲမှုကိုအနောက်ရှက်ပေးတာတိတ်မရှိတော့ဘူးဒါအပြင်ကျွန်တော်တို့ကမလုပ်ခင်မှာကျွန်တော်ကျင်းငါးသီးဖြော်ရည်တို့ဒါမှမဟုတ်ကျင်းငါးသီး supplement လာတာလေးရှိတယ်အဲ့ဒါလေးကိုတောက်ဖေးခြင်းအပြင်ကျွန်တော်တို့ကသူ insulin mimetic ပေါ့နော် insulin ပုံစံအလုပ်လုပ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ထဲမှာသွေးထဲမှာ glucose ရှိနေရင်တော့ glucose တွေကိုသူက muscle နဲ့ပို့လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ glucose ကို energy နဲ့သုံးအောင်စိတ်ပူစရာမလိုဘူး SCO ပဲအဓိကလောင်ကျွမ်းသွားတယ်အဲ့တော့ SCO ပဲအဓိကလောင်ကျွမ်းနေမယ်ခန္ဓာကိုယ်ကလည်းအခြား energy source မရှိဘူးဆိုရင်ကျွန်တော်တို့ချခတ်တဲ့ step bone fat လို့ခေါ်တဲ့အစီမျိုးစားတွေကိုပါချဖို့ကြဖို့အထောက်အကူပြုတယ်ဒါကိုတော့ကျွန်တော်ကိုယ်တိုင်ရောကျွန်တော် client တွေမှာပါကျွန်တော်သုံးနိုင်ထားတယ်ပေါ့နော်ဒါပေမဲ့သတိထားမှာက fast tech ကားတွေကိုလုပ်မယ်ဆိုရင်တော့ကိုယ်မှတခြားလုံးလိုမျိုးဒီအလွယ်တကူအချိုရနိုင်တဲ့အစားအသောက်လေးတခုတော့စောင့်ထားတင်တယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့ကြောင့်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းအားလုံးအတွက်အကျိုးရှိတဲ့ဗီဒီယိုများနဲ့ Burma Peace ပြန်လာပါမယ် I'll be back